ဟုတ်ကဲ့အားလုံးပဲမြင်ပါပါရှင်။ Hawaii မြန်မာလေးဆိုလိုက်ပါတယ်။ဒီနေ့မိတ်ဆက်ပေးမှာဆိုလို့ရှိရင်တော့ညီမတို့ Hawaii မြန်မာကနေပြီးတော့အသစ်ထပ်မံရောက်ရှိလာတဲ့ Smart Lot Series 8ဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ဒီ series မှာဆိုလို့ရှိရင် lot တိုက်နေဆိုလို့ရှိရင် linky လေးနှစ်ချောင်းပါမယ်။ညီမတို့ passport လေးပါမယ်။ fingerprint လေးပါပါမယ်ရှင်။အခုညီမလောလောဆယ် fingerprint လေးနှိပ်ပြီးတော့ဖွင့်ပြပေးပါမယ်ရှင်။ဟုတ်ကဲ့ဟုတ်ကဲ့ပါဒီ series ရဲ့ထူးခြားတာဆိုလို့ရှိရင်တော့ညီမတို့ဒီမှာပါဝင်တဲ့ glass shell လေးဖြစ်ပါတယ်ရှင်ဒီ glass shell လေးကဘာတွေမှာပို့ပြီးတော့အထောက်အကူပြုလဲဆိုလို့ရှိရင်ကျွန်တော်တို့လက်ဝတ်ရည်တင်ဆဲတဲ့အခါမှာဆိုလို့ရှိရင်အကြောင်းမိမိခြင်းကို short ချပေးနိုင်တယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ပစ္စည်းတွေပေါ့နော်ပတ်စံလေးထည့်တဲ့အခါမှာဆိုလို့ရှိရင်လည်းမှုမတက်ဖ ೇನೆ မှုနံကိုလည်းကာကွယ်ပေးနိုင်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ထည့်ဝင်တဲ့ငွေအမောက်ကြီးဆိုလို့ရှိရင်တိမ်မုံတောင်ကြီးပါဆက်ပါတယ်ရှင်ဟုတ်ကဲ့ဒီပေါ်တယ်လေးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေးကြီးရဲ့စားဆိုင်လေးတင်ဆဲမလားရွှေချောင်းလေးတင်ဆဲမလားပေါ့နော်တော်တော်များများကြည်ကြင်ဝန်းဝန်းနေရာလေးတစ်ခုပါဝင်လာသေးရဲ့ရှင်ဟုတ်ကဲ့ဒီစီးလေးရဲ့နောက်ထပ်အားသာချက်ဆိုလို့ရှိရင်တော့ lot တိုက်ဖြစ်ပါတယ် lot တိုက်မှာဆိုလို့ရှိရင်အပေါ်ဘေးအောက်ဒီကုံလုံးပေါ့နော်အပေါ်အောက်ပြီးမှာတော့စစ်စစ်ညံ့ညံ့လေးကိုထည့်ပြီးတော့ lot တိုက်ကြီးမှာပြီးတော့ဒီမှာထည့်ထားတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဒီစီးလေးရဆိုလို့ရှိရင်တော့ညီမတို့နာမည်လေးရဆိုလို့ရှိရင် Smart Lot Series 8လေးဖြစ်ပါတယ်ရှင်ဒီစီးလေးကိုညီမတို့Hawaii မြန်မာ Messenger ကနေပြီးတော့ဆက်သွယ်ပြီးလည်းဝယ်ယူနိုင်ပါတယ်ရှင်ဟုတ်ကဲ့ showroom မှာလာရောက်ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ number 7 အိမ်ဘိုးကောင်းပြရတယ်ညနေမှာ appointment လုပ်ပြီးတော့လာရောက်ကြည့်ရှုဝယ်ယူပါမယ်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်